Okay, Mingalaba Chiguri, Genoye, see this special chart, YouTube channel, Facebook page, TikTok ကောက်ကနေအားလုံးပြင်းနေကြိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုစီသူပဲဖြစ်ပါတယ်ဒီနေ့ညကတော့ကျွန်တော်တို့စကားပြောစရာလေးနည်းနည်းလေးများနေချစ်ကိုဘာလို့လဲဆိုတော့ဆွေနာလီကအဖွင့်ပွဲစဉ်ကျွန်တော်ဒီနေ့ညမှာနှစ်ပွဲကစားမယ်ချန်ပီယံရှစ်ပွဲစဉ်တွေကတော့ကျွန်တော်အရင်ကြီးခေါင်းနဲ့မထည့်တော့ဘူးအဲ့ပွဲလေးတို့ကျွန်တော်ရှောင်လိုက်တော့မယ်ချစ်ကိုเนาะနောက်ပြီးဘာလေးပြောစရာရှိကြလဲဆိုတော့ကျွန်တော်တို့ဒီပေါ့เนาะယာဒီအစ်စ်တီပြန်စတဲ့အခါမှာကစားဟန်ရှိတဲ့ပုံစံလေးတွေကဘယ်လိုအခြေအနေရှိလဲဒါလေးတွေပြောမယ်နောက်ပြီးကျွန်တော်တို့ဒီဘယ်လိုမျိုးချင်းကပ်ရင်ပို့ပြီးတော့အဆင်ပြေနိုင်နေရှိလေနောက်ပြီးကျွန်တော်တို့ JBC တန်းတွေကယာဒီအစမှာပေးတဲ့အခါမှာကျင်းနောက်လိုက်တဲ့အခါမှာအဆင်ပြေလားဆိုတဲ့အကြောင်းအရာလေးတွေဒါလေးတွေကိုကျွန်တော်ဒီမှာတစ်ခါလေး sharing လုပ်ပေးခြင်းပါတယ်ခင်ဗျာဆိုတော့ဒီနေ့ညတော့ရှင်းပါတယ်ကျွန်တော်တို့ Spainer တွေကနှစ်ပွဲသုံးသက်ချက်နဲ့တကွာရွေးချယ်မှုလေးတွေပြောရင်းနဲ့ကျွန်တော်ရှေ့ရအကြောင်းအရာလေးတွေကိုတစ်ခါလေးထည့်သွင်းပြီးတော့ပြောပြတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်အောင်ချစ်လို့เนาะโอเคပါကဲဆိုပထမဆုံးပွဲစဉ်ကကျွန်တော်တို့ဒီအလာဗတ်နဲ့เนาะဂတာဖီပွဲစဉ်လေးဖြစ်ပါတယ်အလာဗတ်နေနဲ့လက်ရှိအိမ်ဝင်းကနေပေးရတဲ့ကြီးကတော့ကျွန်တော်တို့ level 45ပြရှုံးပေးထားတယ်ကိုပေါင်းကြီးတန်းကကျွန်တော်တို့နှလုံးပေါင်းကို60ဆိုပြီးတော့ပေးထားတယ်ဆိုတော့အလာဖတ်တို့ဂီတာဖီတို့ဗလာကာနိုတို့မာရော့ကာတို့အများစုကတော့ကျွန်တော်ဂီတာဖီပွဲစဉ်တော်တော်များများကိုကြည့်လိုက်မယ်ဆိုရင်ကိုပေါင်းကြီးတန်းကနှလုံးပေါင်း60နှလုံးပေါင်း40နှလုံးပေါင်း30ဒီမွေရုပ်ပချလေးဒီမှာပဲဂီတာဖီကပေးလိပြီးတာရှိတယ်ဆိုတော့ပြောချင်တာကဒီကြီးတန်းပေးတဲ့အခြေအနေတစ်ခုမှာအမြဲတမ်းကျွန်တော်တို့ under 2.5 ဝင်လာလို့မင်းတော့အဲ့လိုကြီးလေဝင်နေတာမျိုးမဟုတ်ဘူးဗျကျွန်တော်တို့တခြားအကြောင်းအရာလေးတွေတခြားဒေတာလေးတွေပေါင်းထည့်တဲ့အခြေအနေတစ်ခုမှာပြောင်းလဲမှုတွေတော့ဖြစ်သွားတာပဲချစ်လို့သိတာပြောချင်တာကလေ JBC တန်းနောက်ကြီးကိုပဲအရန်ကြီးလိုက်ပြီးတော့ကျွန်တော်တို့ရလက်တွေကပြောင်းသွားတာမျိုးမဟုတ်ဘူးဗျဒါလေးကိုကျွန်တော်တစ်ခါလေး share လုပ်ပြီးခြင်းဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ရာသီအစပြန်ပြီးတော့ဘောလုံးဝေးပြန်စပြီဆိုရင်ကစားတဲ့ဟန်ဘယ်လိုမျိုးရှိလဲဆိုရင်ကျွန်တော်တို့ရေဘူးအားဖြင့်ကျွန်တော်တောက်လျှောက်ဒါ3-4နှစ်တွင်ကြုံလာခဲ့ရတဲ့အတွေ့အကြုံရပြောရမယ်ဆိုရင်တော့လေကစားတဲ့ဟန်မှန်မူရာမှာကျွန်တော်တို့ဒီအရန်ဒီခံစစ်ကိုဦးစားပေးပြီးကစားတဲ့အသင်းတွေဥပမာဂီတာဖီတို့ဘာလို့ပေါ့ဗျာနော်ဗလာကာနိုတို့ဘာလို့တွေဒီလိုအသင်းတွေကကျွန်တော်ယာတီပြန်စားတဲ့အခြေအနေတစ်ခုမှာသူတို့ခေါ်ယူထားတဲ့ player တွေနောက်ပြီးနီးပြအသစ်တွေလည်းကင်သွားတဲ့အသင်းတွေပါရှိတယ်ဗျာဆိုတော့အဲ့လိုအသင်းတွေကလေဘလို့ကစားလဲဆိုရင်သူတို့အရန်ကြီးခံစစ်ကိုပိတ်ဆို့နေပြီးတော့သူတို့ဂုံမပေးရဖို့အတွက်တရေတမတ်ကိုရအောင်ယူဖို့ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျသူတို့ဘလို့ကစားရင် plan A plan B ဘယ် plan ပိုကောင်းလဲပြောမယ်ဆိုရင်စမ်းသက်ပြီးကစားတဲ့ဟန်မျိုးလေးတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ညမှာဂီတာဖီနဲ့ကျွန်တော်တို့ဒီအလာဗတ်ပေါ့နော်သူတို့ရဲ့ပုံစံမှန်တိုင်းပဲကစားလာမလားဆိုတာကတော့ကျွန်တော်တို့နည်းနည်းလေးစိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့သွားမယ်ဒါကတော့ကျွန်တော်တစ်ခါလေးထည့်သွင်းပြီးတော့ပြောပြတဲ့အရာလေးပေါ့နော်ဆိုတော့လက်ရှိပေးရတဲ့ body ကြီးစီးတန်းနဲ့ကိုပေါင်းကြီးစီးတန်းမှာကျွန်တော်တို့ဘာပြောစရာရှိလဲဆိုရင်လက်ရှိပေးရတဲ့ level 45ပြရှုံးကိုကျွန်တော်တို့အရင်တုန်းကတွေ့ခဲ့တဲ့ကြီးလေးနဲ့တစ်ချက်ပြန်ရှင်ပေးမယ်ချစ်ကိုဒါမှကျွန်တော် JBC တန်းဒီမှာကြီးပြင်းလာပြုတ်လာလေးကိုကျွန်တော်တို့သိရမှာချစ်ကိုပဲเนาะဆိုတော့ကျွန်တော်တေချာလေးရှင်းပြပေးနေပါတယ်အလာဗတ်နဲ့ကျွန်တော်တို့ဂီတာဖီတွေ့ခဲ့တဲ့ပွဲစဉ်တွေကရှိတယ်ဗျကျွန်တော်တို့2026မှာအလာဗတ်အိမ်ဝင်းမှာဖေဖော်ဝါရီ10ရက်နေ့ကနေပြီးတော့တွေ့ခဲ့တယ် level 80ရှုံးကြီးပေးပြီးတော့ Z2 ဆိုတဲ့ရလနဲ့အလာဗတ်ကရှုံးနေခဲ့တယ်ချစ်ကိုနောက်ပြီး2025ဖေဖော်ဝါရီ9ရက်နေ့မှာဆိုရင်လည်းအလာဗတ်ပေးခဲ့တဲ့ကြီးဒီ level 80ရှုံးပဲပေးခဲ့တယ် Z1 ဆိုတဲ့ရလနဲ့ကျွန်တော်တို့ရှုံးနေခဲ့တာတွေ့ရတယ်ဆိုတော့နှစ်ပွဲဆက်ရှုံးလာတယ် level 80ရှုံးပေးကြတာပါနောက်ပြီး2024ဒီကျွန်တော်တို့သွားလိုက်မယ်2024မေလ19ရက်နေ့မှာဆိုရင်အလာဗတ်ပေးတဲ့ကြီးက level 100ရှုံးပဲရှိတယ်ချစ်ကို level 100ရှုံးလိရှိတာဝန်ဟန်စီဆိုရရလည်းနဲ့အလာဗတ်တို့နိုင်သွားတယ်ဆိုတော့ပြောချင်တဲ့အကြောင်းအရာတစ်ခုကလက်ရှိ level 45ပြရှုံးသည်နိုင်ဖို့ဆိုတဲ့လုံလောက်တဲ့ GBC တန်းမျိုးမဟုတ်ဘူးဗျကျွန်တော်ရှေ့ရစကားကိုပြန်ပြီးပြောမယ်ဆိုရင် GBC တန်းနောက်ကိုလိုက်ပြီးတော့ကစားတာမျိုးတွေကျွန်တော်ယာတီစမှာတွေ့ရချေတာတော်တော်လေးနည်းပါတယ်ဆိုတော့အဲ့အတွက်ကြောင့်လည်းကြီးယူလည်းအရင်ကြီးယုံကြည်လို့မရအောင်လက်ရှိပေးရ level 45ပြရှုံးကတော့သေးကြတယ်အလာဗတ်နဲ့ဂီတာဖီတီပွဲကတည်ပွဲသွားဖို့အတွက်ကရာဂိုင်နှုန်းတော်တော်လေးများပါတယ်ချစ်ကိုဆိုတော့ဘောလုံးမှာတော့အပိုင်ဆိုတာမရှိတဲ့အတွက်ကြောင့်100ရာခိုင်နှုန်းနေ99ရာခိုင်နှုန်းနေတော့ကျွန်တော်စီကနေကြားရမယ်တော့မထင်ပါဘူးခင်ဗျာကြားရမယ်လို့ကြားလိမ့်မယ်လို့မမျှော်လင့်ပါနဲ့ချစ်ဖို့เนาะဘာလို့လဲဆိုတော့ကျွန်တော်တောက်လျှောက်လုပ်ခဲ့တဲ့3နှစ်အတွင်းမှာလေဘယ်တော့မှကျွန်တော်ဘောလုံးပွဲကိုအပိုင်ဆိုပြီးတော့မပြောခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ဘောလုံးကတစ်လုံးနဲ့ကန်တာပါဘောလုံးတစ်လုံးနဲ့ရှိရဘူး22ယောက်ကန်တာဖြစ်တဲ့အတွက်ကြောင့်ဘာလို့ဆိုဖြစ်သွားနိုင်ပါလဲเนาะမိနစ်90အတွင်းမှာတော့မှပြောင်းလဲမှုတွေအများကြီးလုပ်ပြလိုက်တယ်ဒါကြောင့်လဲဘောလုံးရက်တော့ကျွန်တော်တို့ချစ်ကိုတွေကျွန်တော်တို့တွေအားလုံးဒါဆွဲမှတ်နေတဲ့အရာလေးပေါ့เนาะโอเคပါကဲဆိုတော့ကျွန်တော်စကားလက်ချုံပြောတာပါเนาะဆိုတော့လက်ရှိပေးတဲ့ဘောလုံးကြီးစီတဲ့အရာကတော့ကျွန်တော်အလာဗတ်မှာတိတ်ပြီးတော့သဘောမကျဘူးဂီတာဖေးဘက်လေးကိုကျွန်တော်ပို့ပြီးတော့အားရတယ်ဆိုတော့လက်ရှိနောက်တစ်ချက်
ဘာလေးကကျွန်တော်အဓိကတော့ကြအောင်လဲဆိုရင်လက်ရှိအလာဖတ်နဲ့ဂီတာဖီးမှာတကယ်အသင်းသားတွေနဲ့ကျွန်တော်တို့ connection မိမိဖြစ်နေတာကဂီတာဖီးလို့ပြောရင်ပိုပြီးမှန်နိုင်ပြီဂီတာဖီးရဲ့နီးပြကျွန်တော်တောက်လျှောက်ကင်လာတဲ့အခြေအနေတစ်ခုမှရှိတယ်အလာဖတ်ရဲ့နီးပြကတော့ကျွန်တော်တို့ယာဒီသိန်းငန်နီးမှာဘယ်နှပွဲလဲ73ပွဲလားအဲ့လိုပဲနော်10ပွဲလောက်ပဲကန်သွားတဲ့အခြေအနေတစ်ခုမှရှိတယ်ချစ်လို့ဒီလားကျွန်တော်တိတိကျကျလေးကြည့်ပြီးမယ်နော်ဒီမှာအလာဖတ်ရဲ့နီးပြကကျွန်တော်တို့12ပွဲပဲကန်ခဲ့တယ်ဆိုတော့12ပွဲကန်ခဲ့တဲ့အခြေအနေတစ်ခုမှာအလာဖတ်ရဲ့နီးပြအနေနဲ့ဒီအလာဖတ်နဲ့အသင်းသားတွေရဲ့ပုံမှာဘယ်လောက်ထိ condition မိလဲလို့ပြောရင်တော့ကျွန်တော်ကတော့သိပြီးတော့သဘောမကျအောင်သူတို့ကစားခဲ့တဲ့ပွဲစဉ်ဒီမှာဂိုးသွင်းနိုင်ခဲ့တဲ့ပွဲတွေရှိတယ်လို့အဓိကသူတို့ရဲ့ form ပြတ်နေတာကဘာလဲဆိုရင် cancel ဘက်မှာအရင်လက်ဟာမှုတွေအလာဖတ်မှာကျွန်တော်တို့တွေ့ရတယ်ဒီနီးပြကင်ပြီးလက်ထပ်မှာပေါ့နော်သူတို့နိုင်ခဲ့တဲ့ပွဲစဉ်တွေလည်းရှိတယ်ဂိုးတွေသွင်းခဲ့တယ်ဒါပေမဲ့ BTT ရဲ့ပွဲတွေအရင်များတော့ကျွန်တော်တို့တွေ့ရတယ်ဒါတွေတစ်ခုချင်းပြန်ပြောနေမယ်ဆိုရင်နည်းနည်းလေးဗီဒီယိုရဲ့ရှည်သွားလိမ့်မယ်ချစ်ဘူးနော်ဆိုတော့ပြောချင်တဲ့အဓိပ္ပာယ်ကအလာဖတ်တို့နိုင်ခဲ့တယ်ဆိုတော့မှဒါကတန်းစင်းဆုံးကနေလွတ်ဖို့အတွက်ယာဒီသိန်းငန်ဒီတော့မှသူတို့အသက်ကုန်ရုံးကန်ခဲ့တဲ့အတွက်ကြောင့်ဒါသူတို့နိုင်ခဲ့တဲ့ပွဲလေးကြီးရှိရဒီနီးပြရဲ့ကောင်းကျိုးကြောင့်နိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မမြင်ဘူးဗျအသင်းတသင်းလုံးရဲ့စီးလုံးမှုနဲ့အရန်မြိုင်ဆိုင်နဲ့ဒီအတက်စင်းတွေအရန်အလုတ်လုတ်တယ်ဗျသိလားမဟိုက်ဘူးတားအလုတ်လုတ်တယ်သူတို့တွေဆိုတော့အဲ့ဒီအတွက်ကြောင့်သူတို့နိုင်တဲ့နိုင်ပွဲတွေမှာနိုင်သွားတာရှိတယ်ဒါပေမဲ့အဓိကကြည်ချင်းအားဖြင့်တေချာကြည့်မယ်ဆိုရင်အလာဖာရဲ့တိုက်စစ်ကနည်းနည်းလေးအလာဖာရဲ့တိုက်စစ်တဲ့ပေါ့နော်အလာဖာရဲ့ခံစစ်ကကိုယ်အရန်ခွင့်ပြုပေးနေအောင်ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအချက်ကိုနီးပြဒီယာဒီမှာအကောင်းဆုံးပြင်ဆင်လာနိုင်ပြီဆိုတော့လားပြင်ဆင်လာနိုင်မလားဆိုတာကတော့ကျွန်တော်တို့ဒီနေ့ညပွဲမှာပဲကျွန်တော်တို့သိရလိမ့်မယ်လားနော်ဆိုတော့ဂီတာဖေးနဲ့ဂီတာဖေးအကြောင်းလေးကျွန်တော်တို့သွားမယ်ဆိုရင်ဂီတာဖေးကတော့သူ့အသင်းသားနဲ့သူနဲ့ connection လုံးဝမိမိနဲ့ပဲ AC ကစားနိုင်မယ်ဒီနေ့ညမှာ pressure king နဲ့သူတို့ရဲ့ပုံစံအတိုင်းကြီးခံစီကြီးပဲပိတ်ဆို့လာလိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဗျဒီလိုမျိုးထင်အောင်လဲဘူဂီဒီနေနဲ့နှလုံးပေါင်း60ကြီးကိုဖွင့်ထားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ဆိုတော့လက်ရှိအချိန်နေရမှာဘော်ရီကြီး level 45ပြောင်းရှုံးဂိုးပေါင်းကြီးတဲ့နှလုံးပေါင်း60ဘူဂီဒီရိုက်သွင်းထားတဲ့ဘက်ကိုကျွန်တော်ကတော့မနေချင်ဘူးလက်ရှိအလာဖက်ရဲ့ခံစီပေါက်နေတဲ့အချက်ရယ်နောက်ပြီးဂီတာဖေးရဲ့နီးပြ connection မိမိနဲ့ကစားနေတဲ့ဟန်ပန်ရယ်နောက်ပြီးကျွန်တော်တို့အရန်ကြီးလဲခံစစ်ပိတ်ပြီးတော့တရေတမတ်ကိုယူနေရမယ့်အခြေအနေမဟုတ်သေးဘူး။ယာဒီအဖွင့်ပွဲစဉ်တပွဲလည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီပွဲကိုဂိုးပေါင်းအပေါ်လေးပဲကြိုက်ပါတယ်။နောက်ပြီးကျွန်တော်ဂီတာဖေးပေါ်လေးလည်းကြိုက်ပါတယ်ခင်ဗျာ။ဆိုတော့ဒီလေးကြကြလေးကျွန်တော်တေချာလေးပြောပြပေးခဲ့ပါတယ်။ပွဲတွေမှာအရန်ကြီးကျွန်တော်ကြာသွားခဲ့တယ်ဆိုရင်လည်းကျွန်တော်နားလေပေးစီနေပါတယ်ခင်ဗျာဒါတွေကလည်းကျွန်တော်ချစ်ကိုတွေအတွက်ပါကျွန်တော်ချစ်ကိုတွေယူတက်ရင်ဒါတွေကရွှေပါပဲချစ်ကိုတွေเนาะโอเคပါကဲဆိုကျွန်တော်နောက်တစ်ပွဲလေးထပ်ဆက်လိုက်ကြရအောင်နောက်တစ်ပွဲကစီဗီလာနဲ့ကျွန်တော်တို့ဗလကာလိုပွဲစီဗျာเนาะဆိုတော့စီဗီလာနဲ့ဗလကာလိုမှာစီဗီလာကအိမ်ဝင်းကနေ level 25ပြရှုံးဝင်ပြီးတဲ့ချစ်ကိုဂိုးပေါင်းကြီးစံကတော့နှလုံးလုံး30ဆိုပြီးတော့ပြန်ပြီးတော့ဖမ်းထားတယ်ဆိုတော့လေကျွန်တော်စပိန်လာလီဂါလို့ပြောလိုက်ပြီဆိုတာနဲ့3-4ကိုဖြစ်ဖို့အတွက်ကိုအရန်မျှော်ရတဲ့အသင်းကြီးရှိနေတာဥပမာကျွန်တော်ခဏပွဲဂီတာဖီးပွဲပေါ့နော်ကျွန်တော်တို့ဖင်ကုန်းပြီးတော့ကြည့်ရမှာချစ်ကိုเนาะဆိုတော့လက်ရှိစီဗီလာနဲ့ဖက်လာကောင်တော့ဘယ်လိုဖြစ်နိုင်ကြီးရှိရအနည်းဆုံးကျွန်တော်တို့အဓိက key point တွေပြောရမယ်ဆိုရင်ဖလာကောင်ကလက်ရှိမှာနီးပြတဲ့နဲ့ကစားလိုက်ပြီဆိုတော့နီးပြတဲ့နဲ့ကစားလိုက်မယ်ဆိုဒီနီးပြကတကယ် professional နီးပြလားလို့မင်းရင်တော့ကျွန်တော်တို့အသင်းသေးလေးတွေကိုကင်လာတဲ့နီးပြဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ညမှာအရန်ကြီးလုံရဲစရဲတော့ရှိလိမ့်မယ်လို့မထင်ဘူးသိလားဖလာကောင်ကနီးပြအရန်ကြီးကျွန်တော်ဒီနေ့ညမှာနောက်ဖွင့်တိုက်လာတာမျိုးတွေဘာညာတွေဖြစ်လာနိုင်တော်တော်လေးနဲတယ်အသင်းသေးတွေအနေနဲ့အသင်းသေးတွေမှာကင်လာတဲ့နီးပြတစ်ယောက်တည်းကျွန်တော်တို့အသင်းကြီးတစ်သင်းကိုပြန်ပြီးတော့ကင်လာတဲ့အခြေအနေတစ်ခုမှာဘလို့ကစားရရှိတယ်လို့မေးကျွန်တော်တို့အဝေးဝင်းဆိုတာနဲ့ခံစစ်ကိုဦးစားပေးပြီးကစားတတ်တဲ့ဟန်မျိုးလေးတွေကျွန်တော်တို့အများစုတွေ့ရတယ်ဆိုတော့ယာဒီအစရောက်ပြီဆိုရင်လေအမှတိုင်ပတ်တဲ့ဟန်လေးတွေရှိတယ်ဗါလဲဆိုတော့ကျွန်တော်တို့မှတစ်နှစ်ပထမဆုံးတစ်နှစ်မှာကျွန်တော်အဲ့လိုမျိုးလေးခံရတယ်ပေါ့နော်ယာဒီအစတွေမှာကျွန်တော်ဘလို့ကစားဟန်ရှိလဲလေးတွေကျွန်တော်အတွေ့အကြုံမရှိသေးတဲ့အတွက်ကြောင့်ဆိုတော့နောက်2နှစ်3နှစ်လောက်မှာတော့ကျွန်တော်အဆင်ပြေလာခဲ့တယ်ဆိုတော့ယာဒီအစရဲ့ရတန်လေးတွေယာဒီဆိုင်ပုံစံလေးတွေကိုနားလည်ရင်တော့အဆင်ပြေပါလိမ့်မယ်ဒီအတွက်ကြောင့်လည်းကျွန်တော်လိုအပ်လို့ကျွန်တော်ထည့်ပြီးတော့ပြောနေတာပါချုပ်ကိုเนาะဆိုတော့ဟုတ်ပြီလက်ရှိနီးပြတဲ့အနေနဲ့เนาะကျွန်တော်ဗလကာနိုစပြီးတော့ကင်တဲ့အခြေအနေတစ်ခုမှာအရန်ကြီးလုံရဲစရဲကြီးเนาะလက်ရဲစရဲကြီးကျွန်တော်တို့လုံးလိုက်မယ်လို့မထင်သေးဘူးဗျာเนาะဘာလို့လဲဆိုတော့နီးပြကလည်းအတင်းသေးတွေမှာကင်လာတဲ့နီးပြဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့လိုပဲမျှော်နေတယ်နောက်စီဗီလာအနေနဲ့စီဗီလာနီးပြကတော့ကျွန်တော်တို့ကြာပြီပေါ့เนาะကင်ခဲ့တယ်မကြာသေးဘူးသူလည်းကျွန်တော်တို့လူဝဲကာစီယာเนาะကျွန်တော်6ပွဲပဲကင်ခဲ့တယ်စီဗီလာနီးပြကိုကြိုက်လားလို့မင်းကျွန်တော်လေယာဒီသိန်းငန်ဒီနောက်ပိုင်းကစားခဲ့တဲ့6ပွဲကိုတွားကြည့်လိုက်ပါစီဗီလာကစားဟန်ကကျွန်တော်တို့80ကိုတို့ဘာလို့2-1နေပါကြရင်နိုင်ခဲ့တယ်ဆိုပေမဲ့လေဘာလို့နိုင်တာလဲလို့မင်းစီဗီလာအနေနဲ့ကျွန်တော်တို့တန်းစင်းဆောင်ရုံးအားဆိုတဲ့ pressure ကိုသူတို့တေချာလေးခုခံနိုင်ပြီးတော့ကစားနိုင်ခဲ့တဲ့အတွက်ကြောင့်စီဗီလာတို့အဲ့လိုဂိုးသွင်းခဲ့တဲ့ပွဲစဉ်တွေတွေ့ရတာ
တကယ်တမ်းစီဗီလာကစားတဲ့ဟာကဂိုးတစ်ကိုရဖို့အတွက်ကိုအရန်ရုံးကန်ရတယ်သိလားအဲ့နီးပြပြောင်းပြီးလက်ထက်မှာကျွန်တော်တို့စပိန်လာဒီကတော့ဘာညာလို့ဆိုတော့မဝေးဘူး brother တို့စီဗီလာတို့ဘာညာလို့ကျွန်တော်တို့လည်းအရန်နီးစက်တယ်ကျွန်တော်တောက်လျှောက်ကြည့်တာတွေပွဲကျင်နေဆိုတော့လေဆိုတော့ကျွန်တော်အတူချုပ် overall ရပြောမယ်ဆိုရင်စီဗီလာတိုက်စစ်ကတော်တော်လေးရုံးကန်ရတဲ့အခြေအနေတစ်ခုမှရှိတယ်လက်ရှိဗလာဂါနိုရဲ့နီးပြအနေနဲ့ဗလာဂါနိုရဲ့ကစားဟန်အနေထားတစ်ခုမှာခံစစ်ကိုဦးစားပေးလာမယ့်အခြေအနေတစ်ခုဖြစ်တယ်လက်ရှိစီဗီလာရဲ့တိုက်စစ်ပိုင်းရုံးကန်နေရတဲ့အခြေအနေတစ်ခုခံစစ်ပိုင်းကတော့ကျွန်တော်တို့အရန်ကြီးဒါနော်ဘယ်လိုပြောရမလဲဆိုတော့အရန်ကြီးကောင်းတယ်လည်းမဟုတ်ဘူးလို့ဆိုးတယ်လည်းမဟုတ်တဲ့အခြေအနေတစ်ခုမှရှိပါတယ်ဗလာဂါနိုတို့ကိုရရှိမှုအတွက်ခက်ခဲမဲ့အခြေအနေတစ်ခုလို့ပြောရင်လည်းကျွန်တော်တို့ပြောလို့ရတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုတော့လက်ရှိနှလုံးနှုတ်30ဆိုတဲ့ဝင်ရိုးတစ်ခုမှာကျွန်တော်ကတော့စီဗီလာနဲ့ဖလာဂါနိုမှာကျွန်တော်ဂိုးပေါင်းအောက်လေးကိုကြိုက်တယ်ချစ်ဘူးဆိုတော့ body ကြီးစည်းတန်းတွေကိုကျွန်တော်တို့သွားမယ်ကြီးလေးတွက်ကြည့်မယ် brother တို့နော်လက်ရှိမှာပေးတဲ့ level 25ပြားရှုံးသည်မှန်လားမှားလားဆိုတော့ကျွန်တော်တို့အရင်နှစ်ကတွေ့ခဲ့တဲ့ head to ရဲ့အစင်လာတစ်ချက်သွားကြည့်မယ်ဗျနော်နောက်ဆုံးကစားခဲ့တဲ့ဒီနောက်ဆုံးတွေ့ဆုံခဲ့မက်လာ9ရက်နေ့နော်တနင်္လာနေ့မှာကန်ခဲ့စီဗီလာ level 10ရှုံးပေးပြီးတော့1-1ဆိုတဲ့ရလနဲ့ဖလာဂါနိုတည်ကြခဲ့ကျွန်တော်ဒါနောက်ဆုံးယာဒီသိန်းနဲ့ပွဲစဉ်မှာပေါ့နော် level 10ရှုံးပေးတယ်1-1တည်ကြခဲ့တယ်2024နိုဝင်ဘာ24ရက်နေ့ကိုကြည့်မယ်ဆိုရင်စီဗီလာပေးတဲ့ကြီးဒီ level 90ရှုံးပေးခဲ့တယ်1-0ဆိုတဲ့ရလနဲ့စီဗီလာတို့အနိုင်ရရှိခဲ့တယ်နောက်ပြီးတော့23အောက်တိုဘာ10ရက်နေ့ကလည်းစီဗီလာပေးတဲ့ကြီးတလုံးပေါင်းကို80ကြီးပေးပြီးတော့တူတူနဲ့တည်ကြခဲ့တယ်ဆိုတော့ဟုတ်ပြီစီဗီလာအပြင်းဆုံးပေးခဲ့တဲ့ကြီးဒီတလုံးပေါင်း80ကြီးတူတူတည်ကြခဲ့တယ် level 90ရှုံးမှာ1-0နဲ့နိုင်ခဲ့တယ်လက်ရှိ level 25ပြားရှုံးမှာစီဗီလာတို့နိုင်ကောင်းနဲ့အခြေအနေတရက်လို့ပြောရင်တော့ပြောလို့ရတယ်ဒါပေမဲ့ level 25ပြားရှုံးသည်အိမ်ကွင်းကြွေးကြောပေးမှုဆိုတဲ့ပုံစံမျိုးလောက်တွေပဲရှိတယ်ဒီတက်ပို့ပြီးတော့ပေးလို့ရတဲ့အခြေအနေတစ်ခုမှမပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စီဗီလာမှာနေဖို့တက်ကနည်းနည်းလေးအန်နီရင်များတဲ့ချစ်ကိုသိလားဆိုတော့ကျွန်တော်တို့ပို့ပြီးစေးဖြစ်ပို့ပြီးတည်ကြတဲ့စီဗီလာဘူပေါင်းအောက်လေးဘက်မှာနေလိုက်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ချစ်ကိုတွေနော်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့စပိန်လာဒီနှစ်ပွဲလုံးပြီးသွားပါပြီကျွန်တော်တို့အလာဗတ်နဲ့ကျွန်တော်ဂီတာဘေးပွဲစဉ်မှာကျွန်တော်အလာဗတ်ဘူပေါင်းအပေါ်လေးကိုရွေးချယ်ပေးခဲ့ပါတယ်စီဗီလာနဲ့ကျွန်တော်တို့ဗလာဂါနိုမှာတော့ကျွန်တော်ဗလာဂါနိုဘူပေါင်းအောက်လေးကိုပဲရွေးချယ်ပေးခဲ့ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီနေ့ည15ရက်8လ2026 2026 2029ဘောလုံးရသည်တစ်ပထမဆုံးစပိန်လာလီဂါအဖွင့်ပွဲစဉ်နှစ်ပွဲရဲ့သုံးသက်ချက်နဲ့တကွာရွေးချယ်မှုလေးပဲဖြစ်ပါတယ်ဆိုတော့စူးစမ်းအားထုတ်မှုနဲ့အတွေ့အကြုံလေးတွေနော်ကျွန်တော်ရဲ့အသိပညာလေးတွေလေးတာအားထုတ်မှုလေးကိုအတိမတ်ပြုတယ်ဆိုရင်အသေးလေးလက်မလေးနဲ့နောက်ပြီး subscribe လုပ်ရသေးရဖြစ် follow လုပ်ရသေးဖြစ်လုပ်ခဲ့ဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်ကျွန်တော်တို့မနက်ဖြန်ကျွန်တော်ဗီဒီယိုလေးထပ်ပြီးတော့တင်ပေးပါမယ် YouTube channel မှာလည်းကျွန်တော် live လေးလွှင့်ပေးပါမယ်ချစ်ကိုတွေနော်ဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ချစ်ကိုတွေအားလုံးအလုပ်ခိုင်းနေအဆင်ပြေကြပါစေဝင်ရောက်ကြည့်ရှုပေးကြတဲ့ချစ်ကိုတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ